ထူးဆန်းတဲ့ငါးရီးတစ်ကောင်ကမ်းခြေမှာလာတောင်းတယ်လို့တွားကြည့်ရမှာခေါင်းပိုက်မှာမျက်လုံးနဲ့အများကြီးပါနေတာကိုတွေ့ရတော့အခါအဲ့ဒီအပြင်မှာငါးပိုက်ထဲမှာလူတီကောင်တွေပြည့်နေတာကိုတွေ့လိုက်ရပါတော့တယ်တရက်မှာအေးအားမှာငါးကောင်ကြီးကကမ်းခြေမှာလာတောင်းနေနေတာပါစစချင်းရုပ်ရှင်ရဖို့ယူထားတာလားဘာလားဆိုပြီးဆွဆွကြပေမဲ့လည်းနောက်ပိုင်းတကယ်ငါးဆိုတော့တီးတဲ့အခါမှာတော့သတင်းသမားတွေပါရောက်လာပြီးပုံနေရိုက်လာပါတော့တယ်နောက်တော့မှသူစနာပညာရှင်တွေရောက်လာပြီးဒီငါးကမီးပြပြီးလူတက်တဲ့ငါးနဲ့ဆင်းနေဆိုပြီးပြောလိုက်ပါတယ်နောက်တော့စစ်ဆေးကြပါတယ်စစ်ဆေးတာကြတော့ငါကပုံနှံ့နေထွက်လာတာပါအဲ့ဒီအပြင်မှာငါးရဲ့ကိုယ်တွေကမှိန်လာလို့တခြားကြည့်လိုက်တဲ့အချိန်လူအလောင်းတွေအများကြီးတွေ့လိုက်ရတာပါအဲ့ဒါနဲ့ခွဲကြည့်လိုက်တော့အလောင်းတွေအကုန်လုံးလှုပ်နေကြပြီးမတည်သေးတဲ့ပုံဖြစ်နေတာပေါ့ပြီးတော့အလောင်းတွေကလည်းတွားနေကြတဲ့ပုံဖြစ်ပြီးတော့တကူလုံးကလည်းအဖြူအောင်ဖြစ်နေတာပါအဲ့ချိန်မဲ့လူတယောက်ကသူတို့ကလွန်ခဲ့တဲ့9နှစ်တမုံမျိုးတုန်းကပျောက်သွားတဲ့လူတွေနဲ့တူတယ်ဒါမဲ့9နှစ်တိငါးပိုက်တည်းမြုပ်နေတာမလို့မုံမတူပဲကပွားကောင်ဖြစ်ပြောင်းလဲသွားတာလို့ပြောလိုက်ပါတယ်လူတချို့လဲငါးပိုက်ထဲမှာလူတွေရှိနေတဲ့ပုံဖော်လိုက်ရင်ဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်